အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပြောချင်တဲ့ခေါင်းစဉ်လေးကတော့ Alexander စာကြည့်တိုင်းပဲဖြစ်ပါတယ်ကဲစလိုက်ကြရအောင်ပါဒီနေ့ခေတ်မှာကျွန်တော်သိချင်တာမှန်တယ်များ Google မှာရှာလိုက်ရုံနဲ့အဖြေရှာနိုင်ပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကကမ္ဘာမှာရှိတဲ့မြအသိပညာအားလုံးကိုစုစည်းထားတဲ့နေရာတစ်ခုရှိခဲ့ဘူးရဲ့ဆိုတာသင်သိပါသလားအဲ့ဒီနေရာကတော့ Alexander စာကြည့်တိုင်းပါပဲဒီစာကြည့်လိုက်ကြီးကဒီနေ့ခေတ်အထိရှိနေခဲ့တဲ့လူသားတွေရဲ့ဤပညာဟာအခုတည်းနှစ်ပေါင်း1000လောက်စောပြီးတော့တိုးတက်နေလိမ့်မယ်လို့သမိုင်းပညာရှင်တွေကခန့်မှန်းကြပါတယ်။ဘာကြောင့်ဒီလိုပြောကြရလဲ။ဒီစာကြည့်လိုက်ကြီးကတော့ဘယ်လိုပြည့်စည်သွားခဲ့ရလဲ။တူတူလေ့လာကြည့်ရအောင်ပါ။အီဂျစ်နိုင်ငံရဲ့အလက်ဇန္ဒာမြို့မှာတည်ရှိတဲ့စာကြည့်တိုက်ကြီးကိုခရစ်တော်မတိုင်ခင်300စုလောက်မှာစတင်တည်ထောင်ခဲ့ရပါ။ Alexander Gray ရဲ့ပိုချိုတူဖြစ်တဲ့ Plato ဝမ်ကနေပြီးတော့စတင်တည်ထောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ရိုးရှင်းပါတယ်။ကမ္ဘာမှာရှိတဲ့မြအသိပညာအားလုံးကိုတနေရာထဲမှာစုဆောင်းထားဖို့ပါဒီစာကြည့်ရိုက်ရဲမှာစာမူပေါင်း9သိန်းကနေ9သိန်းအထိရှိခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတော့ကစာအုပ်တွေကိုဘယ်လိုစုဆောင်းလဲဆိုတာကအရင်စိတ်ဝင်စားဖို့ကောင်းပါတယ်Alexander စိတ်ကံကိုစိုက်ကပ်လာတဲ့ဘက်တမောမဆိုသူတို့စီမှာပါလာတဲ့စာမူတွေကိုစာကြည့်တိုက်ကိုခက်တဲ့အပ်ရပါတယ်စာကြည့်တိုက်ကပညာရှင်တွေကဒီစာမူတွေကိုမိတ္တူကူးယူပြီးမိတ္တူကိုပဲတမောပိုင်ရှင်တွေကိုပြန်ပေးပါတယ်မူရင်းကိုတော့စာကြည့်တိုက်ထဲမှာတင်စီထားလိုက်တာပါဒါကိုကြည့်ရင်သူတို့ကအသိပညာအပေါ်ဘလောက်အထိတန်ဖိုးထားသလဲဆိုတာသိနိုင်ပါတယ်ဒါပေမဲ့ဒီလောက်ကြီးကျယ်တဲ့အသိပညာဘဏ္ဍာတိုက်ကြီးဟာတနေ့မှာတော့ပြအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဘရူကဖြစ်စည်းခဲ့ရလဲဆိုတဲ့နေရာမှာတမိုင်းပညာရှင်တွေကအငြင်းပွားစရာတွေရှိနေပါတယ်ပထမဆုံးအချက်ကတော့ဂျူလီယက်စီဇာရဲ့စစ်ပွဲအတွင်းမတော်တဆမီးလောင်မှုကြောင့်လို့ယူဆကြပါတယ်နောက်ပိုင်းမှာတော့ဘာသာရေးပဋိပက္ခတွေနဲ့ကျူးကျော်စစ်တွေကြောင့်တစပျက်စီးသွားခဲ့ရတာပါဒီစာကြည့်တိုက်ကြီးနဲ့အတူရှေးဟောင်းနက်ခတ်တပေတာတင်ချာစီးပညာနဲ့အနုပညာပေါင်းများစွာဟာတမိုင်းထဲမှာအပိတိုင်ပြောက်ခွဲသွားခဲ့ရပါတယ်Alexander စာကြည့်တိုက်ကြီးရဲ့ပစ္စည်းမှုဟာလူသားမျိုးနွယ်အတွက်အကြီးမားဆုံးဆုံးရှုံးမှုတစ်ခုပါပဲဒါဟာကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးပါတယ်အသိပညာဆိုတာမထိန်သိရင်ပျောက်ပြစ်သွားနိုင်တယ်ပြီးတော့နောက်ထပ်စိတ်ဝင်စားစရာတမန်အကြောင်းတွေလည်းကျွန်တော်တင်ဆက်ပေးသွားပါအောင်မယ်လို့ပြောရင်းနဲ့လက်ဆက်လိုက်ပါရခင်ဗျာ Thank you so much ပါ